ဒီမှာဆိုရင်6နောက်ကရှိထားပြီးတော့ figure လေးပုံစံသွားတယ်နှာခေါင်းသွားပြီးသွားပြီဆိုရင် okay ခုလုံးမဲ့လေ့ကျင့်က figure 8 jump လို့ခေါ်တယ်နော် figure 8 jump ဆိုတာအက္ခရာ8အင်္ဂလိပ်အက္ခရာ8ပုံစံမျိုးကိုကျွန်တော်တို့ကခြေထောက်တစ်ဖက်ထောက်ပြီးတော့အင်္ဂလိပ်အက္ခရာ8ပုံစံလမ်းကြောင်းတိုင်းသွားရမယ်မြေပြင်မှာစိတ်ထဲမှာပုံဖော်ပြီးတော့အဲ့ဒီပုံစံလေးကျွန်တော်တို့ကခြေတစ်ဖက်ထောက်သွားမယ်သွားပြီးအလဲရောက်ပြီးနှစ်ခေါက်ပြန်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒီတစ်ဖက်ထဲပဲကျန်တဲ့တစ်ဖက်ကမပါဘူးဘာပဲဒီတစ်ဖက်ထဲပဲအမြန်ခုံအမြန်ချတယ်ပြောချင်တာကအခုမှ6နှစ်ဖက်လုံးမရှိတော့လေပေါ်ရောက်သွားတာပြန်ချတာဒီလိုမျိုးမဟုတ်ဘူးနော်ဖတ်ပြောင်းလာမျိုးမဟုတ်တော့အဲ့တော့သွားဖို့ဆိုရင်ဒီလို DIS ကြိုးရှိတဲ့သူက DIS ကြိုးသုံးလို့ရတယ်မရှိဘူးဆိုလည်းဒီတိုင်းပဲတစ်ဖက်တည်းလုပ်လို့ရတယ်ကြိုးရှိရင်တော့ပိုကောင်းတယ်ဒါပေမဲ့လည်းကြိုးနဲ့မလုပ်တတ်ရင်ဘိုးအန်ရကြီးရပေါ့နော်ဒါမျိုး6တော့ကိုနောက်ပြန်ချိတ်ထားမှာရှေ့ဖမိုးနဲ့ဒါမျိုးနောက်ပြန်ချိတ်ထားမှာဆိုတော့ကျွန်တော်ကခုံတဲ့ခါမှာဒီဘောကိုထောက်တဲ့အားလေးပိုးရှိတာပေါ့ဒါပေမဲ့အဲ့ဒါနားမလဲဘူးမလုပ်တတ်ဘူးမထိန်းတတ်ဘူးဆိုတဲ့လူကြရင်ပိုးပြီးတော့ချောလဲပြီးတော့မေးခွဲနိုင်တယ်ဆိုတော့ဒါကိုသုံးတတ်ရင်တော့ပိုးကောင်းတယ်အဲ့လိုမသုံးတတ်ဘူးဆိုလည်းရတယ်ဒီတိုင်းပဲကျွန်တော်6တစ်ဖက်မြောက်မယ်မြောက်ပြီးရင်ကျမ်းပြင်မှာအင်္ဂလိပ်အက္ခရာ8ပုံစံဒီအရင်စာရေးမယ်တစ်ခါနှစ်ခါဒါဆိုအလဲရောက်သွားရင်ကျွန်တော်ကဒါပဲဒီပိုက်လုံးကလက်ကင်တဲ့လုံးအောက်က6ရှိတဲ့ကွင်းဒါပဲရိုးလေးပဲအဲ့ဒါလေးတော့တစ်ချက်သတိထားပါနော်ဆိုတော့ကို personal use ဆိုရင်တော့ကိစ္စမရှိပါဘူးဆိုအောက်ကကွင်းထဲမှာရှေ့ဖမိုးနဲ့ရှိတ်ထားမယ်ဒါဆိုရင်နောက်ကတင်ရဆွဲရလေးရှိနေတယ်နော်ဒါဆိုရင်လည်းလေ weight လဲခိုလို့ရတယ်ဒါပေမဲ့ stabilize လဲလုပ်ရတယ်မလုပ်တတ်ရင်နောက်ကအနှောက်အယှက်ဖြစ်နေရအောင်ဖြစ်တတ်တယ်ဒါကြောင့်ဒီမှာဆိုရင်6နောက်ကရှိတ်ထားပြီးတော့ figure 8ပုံစံသွားတယ်နှာခေါင်းသွားပြီးသွားပြီဆိုရင် okay ဒါတော့ဘိုးခုံနေတာပေါ့နော်နောက်ကိုဖိပြီးတော့မှတက်တာဖြစ်တဲ့အတွက်ကြောင့်